ဒီနေ့တော့ဖြင့်ကျွန်တော်မထင်မမှတ်ဖဲနဲ့ကျိုင်းတုံမြို့မှာကျင်းပတဲ့လာဦးနေချင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့စီဝေးကြီးမှာရောက်လာပြီးတကယ်တော့ယူဒတန်တက်ကတို့အကြောင်းဖော်ပြဖို့ရန်ကျွန်တော်ကို MBC ကနေစစ်လွတ်ချင်းဖြစ်တော်လဲကျွန်တော်ရောက်လာမယ်လို့ပြောတဲ့အခါအထွေထွေမှုကြီးဖြစ်တဲ့ဆရာကြီးဒေါက်တာလာဇရတ်ကတမန်ကျမ်းစာသင်ပေးပါလို့ကမ်းလှမ်းတဲ့အခါကျွန်တော်ဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်အလုံးများတဲ့အခါကျွန်တော်ပြင်ဆင်တဲ့အချိန်နောက်ကျတဲ့အတွက်ဘာသာပြန်ဖို့ရန်ကျွန်တော်ဒေါက်တာရောဘတ်ဘုံကိုအချိန်မီမပေးနိုင်တာအတွက်လည်းတောင်းပန်ပါတယ်ဥဒ္ဓမကျွန်တော်မေးကြည့်တော့တော်တော်များများတော့မြန်မာလူနားလဲပါတယ်လို့ပြောပါတယ်မကြာနောက်ဘာသာပြန်ပေးမဲ့လူကလည်းခဏနေခြုံပြီးတော့မှသူဘာသာပြန်ပေးမယ်လို့ကျွန်တော်နားလဲထားပါတယ်လို့ဒီခေါင်းစဉ်ကတော့ MBC ရဲ့ဒီနှစ်ဆိုရင်2019ခုနှစ်အတွက်သတ်မှတ်ထားတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ခရစ်တော်ဤတန်တမန်ဆိုပြီးမှဆရာကြီးဒေါက်တာလာဇရတ်စိတ်ပူပုံရပါတယ်သူပြောတဲ့အကြောင်းအရာကိုကျွန်တော်မပြောမှာဒါပေမဲ့သူဖတ်တဲ့အချိန်မရလိုက်သေးလို့နေမှာပါကျွန်တကယ်တော့ခရစ်တော်ဤတန်တမန်လို့ပြောတဲ့အခါဆရာက the church as ambassadors of Christ ဆိုတာကိုပြောစီခြင်းနဲ့တကယ်တော့အသင်းတော်ဆိုတာအင်ဒါလှလှပပတိဆောက်ထားတဲ့1936ခုနှစ်ကနေစတင်တည်ထောင်ခဲ့တယ်လို့ပြောတဲ့ဒီနိုင်ရန်လေးဘက်ရှိတဲ့အလွန်လှပတဲ့အဆောက်အုံမဟုတ်ပါဘူးအသင်းတော်ဆိုတာ Reverend Dr. Lazarus ဖြစ်ပါတယ်အသင်းတော်ဆိုတာ Reverend Dr. Robert Bond ဖြစ်ပါတယ်အသင်းတော်ဆိုတာ Reverend Dr. Nathan Pan ဖြစ်ပါတယ် LBC ကိုဥဆောင်နေကြသောဤခေါင်းဆောင်ကြီးများတို့သည်ဌာနအသီးသီးကိုတာဝန်ယူနေကြသောဌာနတာဝန်ခံများတို့သည်ဒီနေ့ဒီမှာထိုင်နေကြတဲ့အသင်းတော်အသီးသီးကိုကိုစားပြုပြီးမှလာကြတဲ့ဓမ္မမှုတော်ဆောင်များအသင်းတော်ခေါင်းဆောင်များတို့သည်အသင်းတော်ဖြစ်ပါတယ်ဒါကြောင့်မလို့ခရစ်တော်ဤတန်တမန်ဆိုတာအဆောက်အအုံမဟုတ်ပါဘူးကျွန်တော်တို့တယောက်စီယုံကြည်သူတယောက်စီဒီထဲမှာလဲကျွန်တော်ဆက်ပြီးတော့မှဖော်ပြထားပါတယ်ကခရစ်တော်ရဲ့တန်တမန်များဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အင်္ဂလိပ်လိုရေးထားတဲ့အခါမှာ ambassadors of Christ ဆိုမှအများဘခုကိန်းနဲ့ခရစ်တော်ဤတန်တမန်များလို့ရေးသားဖော်ပြခြင်းဖြစ်ပါတယ်ဒီစကားကိုသုံးတဲ့သူကတမန်တော်ကြီးရှင်ပေါလုဖြစ်ပါတယ်တမန်တော်ကြီးရှင်ပေါလုရဲ့ဩဝါဒစာတွေကိုကျွန်တော်တို့ကျမ်းစာကြောင်းတက်ကြတဲ့လူတွေဆိုရင်တော့ပို့ပြီးတော့မှနည်းနည်းလေးလာဘူးကြမှာဖြစ်တယ်ပေါ့လေဒီမှာလာဟူပဝိုင်ကျမ်းစာကြောင်းအုပ်ဆရာကြီးဒေါက်တာနေသန်ပန်က New Testament scholar ဖြစ်တဲ့အခါပို့ပြီးတော့မှဒီအကြောင်းကိုတီရီမီသိမယ်လို့ကျွန်တော်ယုံကြည်တယ်တမန်တော်ကြီးရှင်ပေါလုကသူ့ရဲ့ဩဝါဒစာတွေကိုအသင်းတော်အသီးသီးကိုရေးတဲ့အခါမှာကောရိန္သုအသင်းတော်ဖိလိပ္ပုအသင်းတော်ဆိုတာကအဲ့ဒီစာတွေကိုခေါင်းစဉ်တတ်တာပဲရှိတယ်အဲ့ဒီစာတွေထဲမှာဖတ်ကြည့်ရင်တခါကျွန်တော်အသင်းတော်မှာအသင်းတော်နဲ့ပတ်သက်တဲ့သင်းတော်မွေးနေ့မှာအသင်းတော်နဲ့ပတ်သက်တဲ့ဓမ္မဒေသနာကိုဟောဖို့ရာကျွန်တော်ကကျမ်းစာကိုရွေးပြီးတော့မှသဘာပတိကဖတ်ရတဲ့အခါကျွန်တော်တို့အသင်းတော်မှာအဲ့ဒီကျမ်းစာကတမန်တော်ကြီးရှင်ပေါလုရေးတဲ့ဩဝါဒစာတစ်စောင်ကအဲ့ဒီအသင်းတော်မှာရှိတဲ့လူတွေရဲ့နာမည်တွေကြီးပဲဖြစ်လူတွေရဲ့နာမည်တွေကြီးပဲ Greek နာမည်တွေဒီ Hebrew နာမည်တွေဟေလသနာမည်တွေဖြစ်တဲ့အခါနော်အာရှမိုင်းနာကနာမည်တွေဖြစ်တဲ့အခါဗမာလူနဲ့ဆရာကြီးယူဒတန်ကအတန်ဖလှယ်ပြီးဘာသာပြန်ထားတဲ့အခါအင်မတန်မှဖတ်လို့ခက်ဖတ်ပြီးတော့မှတဘာပတိကကျွန်တော်ကိုပြောတယ်ဆရာရဲ့ဒီတစ်ခါကျမ်းစာဖတ်တော့လောက်မောတာမရှိဘူးဒီနာမည်တွေကိုပြအောင်ဘလို့လိုက်ခေါ်မှမသိဘူးနာမည်အမျိုးစုံတန်းစီပြီးမှအသင်းတော်ဆိုတာတမန်တော်ကြီးရှင်ပေါလုကအဲ့ဒီမြို့အဲ့ဒီဒေတာအဲ့ဒီအရက်မှာရှိတဲ့အသင်းတော်တဲကယုံကြည်သူတယောက်စီကိုအသင်းတော်လို့သတ်မှတ်တယ်ဆိုတဲ့ဓမ္မသစ်ရဲ့ဓမ္မသဘောတရားကိုကျွန်တော်တို့ရှေ့ဥစွာခံယူစေလိုပါတယ်လို့ဆိုတော့ဒီဒါနဲ့ပတ်သက်တဲ့အဓိကအချက်နှစ်ချက်ကိုကျွန်တော်ဒီမှာရွေးထားပါတယ်ပထမတစ်ချက်ကတော့အမှန်တော့ကျွန်တော်အပေါ်မှာရိုက်လိုက်ဖို့ဖြစ်တော်လဲပဲ
မရိုက်ခဲ့မိတဲ့အတွက်ကျမ်းစာအုပ်ကနေချိုလဲပါကြမှာပါကျွန်တော်ဖတ်ပြပါရစေကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်20-21ထို့ကြောင့်ငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြ၏ငါတို့သည်ခရစ်တော်၏တန်တမန်ဖြစ်ကြ၏သင်တို့သည်ယဉ်ငိမ့်၍ဖျားသခင်နှင့်မိတ္တခါယဖွဲ့ကြလောဟုဖျားသခင်သည်ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူတဲ့ကဲ့သို့ငါတို့သည်ခရစ်တော်၏ကိုယ်စားဖြစ်၍သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏အဘယ်ကြောင့်နည်းဟုမူကားဖျားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏အကြောင်းမူကားငါတို့သည်ထိုသူအားဖြင့်ဖျားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်းနောက်တစ်ပိုက်ကတော့အေဖဲဩရစာခန်းကြီး6အငယ်19-20ဖြစ်ပါတယ်အေဖဲဩရစာခန်းကြီး6အငယ်19-20ကျွန်တော်ဒီနေ့တမန်ကျမ်းစာကအဲ့ဒီတန်တမန်ဆိုတဲ့စကားကိုဓာတ်ရိုက်ဘာသာပြန်ထားတဲ့ကျမ်းပိုက်နှစ်ပိုက်ကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်ငါသည်ဧဝံဂေလိတရားကြောင့်တန်ကြိုးနှင့်ချီနှောင်ခြင်းကိုခံလျက်တန်တမန်အမှုကိုပြုရသည်ဖြစ်၍ထိုတရား၏နည်းနည်းသောအရာကိုဖော်ပြခြင်းငှာငါသည်နှုတ်ကိုရဲရင်စွာဖွင့်လှစ်ခြင်းအခွင့်ရှိမည်အကြောင်းကို၎င်းထိုတရားကိုဟောပြောသည်နှင့်အညီရဲရင်စွာဟောပြောမည်အကြောင်းကို၎င်းငါအဖို့လေဆုတောင်းကြလောဒီကောရိန္သုဩဝါဒစာဒုတိယဆောင်နဲ့အေဖဲဩဝါဒစာမှာပါတဲ့ဒီကျမ်းပိုက်များကိုအရင်ခံပြီးတော့မှကျွန်တော်တမန်ကျမ်းစာကိုပြင်ဆင်ထားခြင်းဖြစ်ပါတယ်ပြင်ပြီးတဲ့အခါပြန်ဖတ်ရင်းနဲ့စဉ်းစားရင်းနဲ့ကျွန်တော်ထပ်ထည့်ခြင်းတဲ့အကြောင်းအရာတွေလည်းရှိလာတယ်သို့တော်လည်းပဲပြောရင်းနဲ့ပြောဖို့အချိန်ရရင်လည်းကျွန်တော်ပြောဆိုသွားမှာဖြစ်ပါတယ်လို့ကျွန်တော်တို့10နာရီခွဲလောက်ထိတော့အချိန်ရမှာဖြစ်ပါတယ်ဆရာကြီးကကျွန်တော်ကို2နာရီလောက်ပြောပါလို့ပြောတော်လည်းပဲအခု2နာရီအချိန်ရမယ်သဘောတော့မရှိ10နာရီခွဲလောက်ပြီးရင်မေးစရာရှိတဲ့မေးခွန်းများရှိရင်ခဏတစ်ဖြုတ်မေးပြီးအနားယူပြီးရင်ကျွန်တော်တို့Jackson University အကြောင်းကိုနားထောင်ကြဖို့ရန်ဖြစ်ပါလိမ့်မယ်လို့ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံချင်းသင်းချုပ်ကကျွန်တော်မနစ်ကဒီရမှာပဲကျွန်တော်ဥက္ကဋ္ဌတယောက်ဖြစ်လာတဲ့အခါဥက္ကဋ္ဌလက်ခံတဲ့မိန့်ခွန်းကိုစကားပြောရင်းနဲ့ကျွန်တော်မိန့်ခွန်းထဲမှာဘာပြောလဲဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်ရဲ့မနစ်ကစခဲ့တဲ့ဒီ3နှစ်တစ်ကြိမ်ပြုလုပ်တဲ့စီဝေကြီးကျိုင်းတုံမှာပဲလာဟူကလက်ခံပြီးတော့မှလုပ်ခဲ့တဲ့အခါမှာရွေးချယ်ထားတဲ့ MBC ကရွေးချယ်ထားတဲ့အဖွဲ့ကနိုင်ငံသားကောင်းများအဖြစ်နိုင်ငံတော်တိဆောက်ရနိုင်နိုင်ငံသားကောင်းများဖြစ်တိဆောက်ကြဖို့ good citizens and nation building ပေါ့လေနော်ကျွန်တော်စိတ်ထဲမှာကျွန်တော်တော်တော်ထူးခြားတယ်လို့ခံယူတယ်မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်ရဲ့ဓမ္မတွေးခေါ်ဓမ္မသဘောတရားရဲ့အပြောင်းလဲလာလို့ကျွန်တော်မျှော်လင့်ပြီးတော့မှကျွန်တော်ရဲ့လက်ခံတဲ့မိန့်ခွန်းမှာကျွန်တော်ပြောတယ်အဲ့ဒီချိန်တုန်းကတော့ Christmas အချိန်ပြီးကစား Epiphany ပေါ့လေဒီအရှိပြီကပညာရှိ3ပါးအကြောင်းကိုစဉ်းစားကြတဲ့နှစ်ဦးအချိန်ခါခရစ်ယာန် calendar မှာတော့ Epiphany လို့ခေါ်တဲ့နှစ်ဦးအချိန်ခါဖြစ်တဲ့အခါခရစ်တမန်ကျမ်းစာမှာဒီပညာရှိကြီး3ပါးကိုဘုရားသခင်ကအခြားသောလမ်းနဲ့ပြန်ဖို့ပြောတယ်နော် other route အခြားသောလမ်းနဲ့ပြန်ဖို့လို့ပြောတယ်ပေါ့လေဆိုတော့ကျွန်တော်ကမန္တန်နှစ်ချင်းသင်းချုပ်ကဒီကောင်းစဉ်ကိုကြည့်တဲ့အခါထူးထူးခြားခြားနိုင်ငံရေးအငွေ့အသက်တော်တော်ကိုလွှမ်းခြုံထားတယ်လို့ကျွန်တော်အနေနဲ့တော့ခံယူတဲ့ခေါင်းစဉ်ကိုတွေ့တဲ့အခါကျွန်တော်အင်မတန်မှဝမ်းသာတယ်အသင်းတော်ပေါင်း9000ကျော်ကိုလူဦးရေ1သန်းကျော်ကိုကိုစားပြုတဲ့မြန်မာနိုင်ငံနှစ်ချင်းအသင်းချုပ်အနေနဲ့ဓမ္မအတွေ့အခေါ်ကပို့ပြီးတော့မှဆန်းသစ်လာစေခြင်းနဲ့ post modern theology ကိုခေတ်လွန်ဓမ္မအတွေ့အခေါ်များကိုပို့ပြီးတော့မှအာယုံစိုက်စေခြင်းနဲ့ဆန္ဒကျွန်တော်ဆရာတယောက်အနေနဲ့လည်းရှိတဲ့အခါအင်မတန်ဝန်တာပြီးမှ
မြန်မာနိုင်ငံချင်းသင်းချုပ်ကအချားသောလမ်းကိုရွေးဖို့စတင်ပြင်ဆင်ပြီလားလို့ကျွန်တော်မှတ်ချက်ပြုခဲ့ပါတယ်ခေါင်းဆောင်သစ်တွေဖြစ်လာတယ်တော်တော်များများကလူလက်ပိုင်းလူငယ်ပိုင်းလို့ပြောရင်ရတဲ့ခေါင်းဆောင်တွေဖြစ်လာတယ်ဓမ္မပညာကိုအစစ်မြင့်ပါရဂူဘွဲတွေရတဲ့အထိသင်ကြားခံယူထားတဲ့ခေါင်းဆောင်တွေအများကြီးပေါ်လာတယ်မန္တငါနှစ်ချင်းအသင်းချုပ်ကအသင်းတော်တိဆောက်ခြင်းနဲ့သာသနာပြုခြင်းအမှုရာမှာsoul hunting နဲ့ church planting ဆိုတဲ့အမြင်လောက်ကနေယုံထွက်တော်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဥက္ကဋ္ဌဖြစ်လာတဲ့အခါမှာတာဝန်ရှိပါတယ် church planting နဲ့ soul hunting အသင်းတော်သစ်တွေတိဆောက်ရင်းနဲ့အသင်းတော်တွင်းမှာလူဦးရေတွေများလာဖို့လို့အတွက်ဝိညာဉ်ကယ်တင်ခြင်းလုပ်ငန်းကိုလုပ်တာမှားတဲ့အရာမဟုတ်ပါဘူးအသင်းတော်လုပ်ရမယ့်အရာဖြစ်ပါတယ်သို့တော်လည်းပဲအသင်းတော်လုပ်ရမယ့်အရာသည်ဓမ္မသဘောတရားအရင်ခံပေါ်မှာကြာနာနာတိဆောက်လေ့လာရင်အဲ့ဒီတဲ့အများကြီးသာလွန်နေအဲ့ဒီလောက်ပဲမတိမ်ဘူးဆိုတာကိုနှစ်ချင်းသင်ချုပ်ခံစားလာမိတယ်ဆက်ပြီးခံစားလာပါစေလို့လည်းကျွန်တော်ဆုတောင်းသလိုဒီနေ့ LBC မှာလည်းဒီဆန္ဒကျွန်တော်မှာရှိပါတယ်ဒါကျွန်တော်ရွေးချယ်ထားတဲ့ခေါင်းစဉ်တွေမဟုတ်ပါဘူးပြီးခဲ့တဲ့နှစ်ကခေါင်းစဉ်ငေါဒီနှစ်ခေါင်းစဉ်နောက်ဆိုဆက်မှရွေးထားတယ်ဒီနှစ်ခေါင်းစဉ်ကိုကြည့်လိုက်တော့ဒါ LBC ကပထမဦးဆုံးစယူတဲ့အသင်းချုပ်ပဲအဖွဲ့ချုပ်ပဲပထမဦးဆုံးစယူတာပဲတကယ်တော့2019ခု January မှာစရမှာဒါပေမဲ့ LBC ကဦးဖြားဖြားစပြီးမှယူလိုက်တယ်ပေါ့လေဝန်တာစရာပေါ့လေတန်တမန်ငါတို့ဒီခရစ်တော်ဤတန်တမန်ဖြစ်ကြ၏အင်္ဂလိပ်လိုလဲဘာသာပြန်ထားတာ ambassador of Christ ပဲ ambassadors of Christ ပဲတန်တမန်ဆိုတာနိုင်ငံရေးရာနဲ့လုံးဝဆိုင်တဲ့စကားလုံးဖြစ်ပါလေ ambassador ဆိုတာကိုတန်တမန်ဆိုတာကို theologize လုပ်ဖို့ရာဓမ္မအတွေ့အခေါ်နဲ့အ내ဖွင့်ဖို့ရာဒီနေ့မန္တငါနှစ်ချင်းအသင်းချုပ်ကဒီကောင်းစဉ်ကိုပြဋ္ဌာန်းခဲ့တာတိုက်ဆိုင်မှုလို့ကျွန်တော်မယူဆပါဘူးပြီးခဲ့တဲ့နှစ်ကလိုပဲဖရာသခင်တစ်ဆင့်နောက်တစ်ဆင့်ကျွန်တော်တို့ရဲ့အချိန်ခါလိုအပ်မှု context ဒီနေ့လက်ရှိရေကန်မြေကန်လိုအပ်မှုအချိန်ခါရနှစ်ချင်းသင်းချုပ်ကိုဘုရားသခင်သည်အံ့ဩဖွယ်ရာလမ်းပြတယ်လို့ပဲကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မလို့နှစ်ချင်းသင်းချုပ်ရဲ့အလွန်ကြီးတဲ့အဖွဲ့ချုပ်ကြီးတစ်ခုဖြစ်တဲ့အလွန်အားကောင်းတဲ့အဖွဲ့ချုပ်ကြီးတစ်ခုဖြစ်တဲ့ LBC ကဦးဖြားဖြားဒီအကြောင်းအရာကိုယူလိုက်တဲ့အခါကျွန်တော်လည်းပထမဦးဆုံးဒီအကြောင်းအရာကိုကျွန်တော်အနေနဲ့ MBC ရဲ့ theme ကိုဒီမှာဓမ္မကျမ်းစာသင်ရတဲ့အခွင့်ရတာအင်တာမဝမ်းမြောက်ဂုဏ်ယူပါတယ်လို့ဆိုခရစ်တော်ဤတန်တမန်ဖြစ်သောခရိယန်တူဤခန်းကန္တာဆိုင်ရာခံယူချက်သဘောထားဆိုတာနဲ့ကျွန်တော်အစပြုထားပါတယ်ဒီမှာအတိတ်ပဲကတော့တန်တမန်ဆိုတာဘယ်လိုလူလဲတမန်တော်ကြီးရှင်ပေါလုရေးတဲ့စာဖြစ်ပါတယ်တမန်တော်ကြီးရှင်ပေါလုသုံးတဲ့စကားဖြစ်ပါတယ်တမန်တော်ကြီးရှင်ပေါလုကသူ့ရဲ့သာသနာပြုခြင်းဘုရားသခင်ရဲ့အမှုတော်ဆောင်အနေနဲ့ခရစ်တော်ရဲ့တမန်တော်တူအနေနဲ့သူ့ကိုယ်သူတန်တမန်လို့ခံယူပြီးတော့မှပြောတဲ့စကားဟာခရိယာန်သင်းတော်များနဲ့ယုံကြည်သူများနဲ့ဘယ်လိုပတ်သက်ဆက်နွယ်တယ်လဲဆိုတာကိုတမန်တော်ကြီးရှင်ပေါလုရဲ့အသက်တာနဲ့ရှင်ပြီးတော့မှကျွန်တော်တို့တန်တမန်ဆိုတဲ့အကြောင်းအရာကိုလေ့လာနိုင်ဖို့ရန်ဖြစ်ပါတယ်ပထမတစ်ခုကတန်တမန်ဟူသည်မိမိကိုမိမိခန့်အခြင်းမဟုတ်ကျွန်တော်တို့အားလုံးသိတယ်လားဟူလူမျိုးထဲမှာတန်တမန်ဖြစ်တဲ့လူရှိပြီလား
ambassador ဖြစ်တယ်မရှိသေးဘူးเนาะကျွန်တော်ထင်ပါတယ်မကြခင်ရှိလာမှာပါချင်းလူမျိုးထဲမှာရှိပြီးကချင်လူမျိုးထဲမှာရှိပြီးအလားဗမာလူမျိုးထဲမှာရှိပြီးကရင်လူမျိုးထဲမှာရှိပြီးတန်တမန်အဖြစ်မြန်မာနိုင်ငံရဲ့နိုင်ငံတော်တန်တမန်ဖြစ်ခန့်ချင်းခံရတဲ့လူတွေเนาะမကြခင်မှာလာဟုလူမျိုးတွေကလည်းတန်တမန် ambassador တွေရှိလာမယ်လို့ကျွန်တော်ယုံကြည်မျှော်လင့်ပါတယ်ကျွန်တော်အသက်ရှင်စဉ်ကာလမှာပဲတွေ့ရလိမ့်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်ဆိုတော့တန်တမန်ဆိုတာကကိုယ့်ကကိုခန့်လို့မရဘူးတန်တမန်ဆိုတာတိုင်းပြည်ကခန့်မိမိနေထိုင်တဲ့တိုင်းပြည်ကတန်တမန်ကိုခန့်တာကိုယ့်ဘာသာကိုတန်တမန်ခန့်လို့မရဘူးဒီမှာတမန်တော်ကြီးရှင်ပေါလုကဘာပြောခြင်းလဲဆိုရင်ခရိယန်ဆိုတာယုံကြည်သူဆိုတာခရစ်တော်ခန့်အပ်တဲ့ခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်ယုံကြည်သူဖြစ်လာတဲ့အခါမှာယုံကြည်သူတယောက်စီတိုင်းတို့ဟာတမန်တော်ကြီးရှင်ပေါလုကသူ့ကိုယ်သူတန်တမန်လို့ပြောတာသူ့ကိုယ်သူခန့်တာမဟုတ်ဘူးတမန်တော်ကြီးရှင်ပေါလုရဲ့ဩဝါဒစာတွေသူ့ရဲ့personality ပေါ့သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးသူ့ရဲ့characteristics တွေကိုလေ့လာရင်သူအင်မတန်ယုံကြည်တယ်ငါကိုခရစ်တော်ခန့်တာငါကိုသခင်ယေရှုကတန်တမန်ဖြစ်နေခန့်တာတမန်တော်ကြီးရှင်ပေါလုကတမန်တော်12ပါးထဲမှာမပါဘူးကျွန်တော်တို့အားလုံးသိတယ်အဲ့တော့တမန်တော်12ပါးကသူ့ကိုပြဿနာရှာခြင်းနဲ့ဒါကလူသဘောမှာရှိကြတဲ့အားပြိုင်မှုတွေပေါ့လေငါကပို့ပြီးတော့မှအရေးပါတယ်ကျွန်တော်တို့ New Testament သင်ကြတဲ့အခါ New Testament scholars တွေကဒီ pillars apostle လို့မှသတ်မှတ်ထားတဲ့တမန်တော်တွေရှိတကယ်မန်တိုင်တမန်တော်တွေပေတရုယာကုပ်ယောဟန်ဆိုပြီးတော့မှ pillars apostle တကယ်တောက်တိုင်မန်တိုင်တမန်တော်12ပါးတော်မှအဲ့ဒီ3ယောက်က pillar apostles တကယ်တောက်တိုင်မန်တိုင်တမန်တော်ကြီးတွေလို့သတ်မှတ်ထားတယ်အဲ့တော့ရှင်ပေါလုကိုတန်တမန်တမန်တော်မဟုတ်ဘူးလို့သူတို့ကပြောချင်လာတဲ့သဘောတွေရှိတဲ့အခါကျွန်တော်တမန်တော်ကြီးရှင်ပေါလုကိုအယံသဘောကြတာအဲ့တခုပါအယံစွာတယ်ဗမာစကားနဲ့ပြောရင်တမန်တော်ရှင်ပေါလုအယံစွာတယ်ကျွန်တော် New Testament debate တော့ကျွန်တော်ခဏခဏပြောဘူးလို့သိတယ်ကျွန်တော်အမှန်တန်ကြိုက်တယ်သူနော်သူ့ကိုသူ့ရဲ့ဩဇာလွှမ်းမိုးနိုင်မှုကိုသူ့ရဲ့ဓမ္မသဘောတရားတွေကိုအောက်ခြေကနေဖြတ်ပလိုက်မဲ့လှဲပလိုက်မဲ့နော်ဖြိုပလိုက်မဲ့သဘောထားမျိုးဖြစ်တဲ့မင်းဟာတမန်တော်မဟုတ်ပါဘူးဘာလို့ဆိုတမန်တိကျမ်းကိုခရစ်ကျမ်းကိုလေ့လာရင်တမန်တော်ဆိုတာတမန်တော်ဖြစ်ထိုက်တဲ့အရေးသွေးတွေရှိရတယ်အဲ့ထဲမှာနှစ်ခုသုံးခုကိုပြောရင်ခရစ်တော်ကိုယ်တိုင်ရွေးတဲ့လူဖြစ်ရတယ်နော်ခရစ်တော်ကိုယ်တိုင်ကလာငါတော့ကိုလိုက်ခဲ့လို့ရွေးတဲ့လူဖြစ်ရတယ်ခရစ်တော်နဲ့နီးနီးကပ်ကအတူတူလက်တွဲပြီးတော့မှဩဝါဒတွေခံယူရတဲ့လူဖြစ်ရတယ်အမှုတော်အတူတူဆောင်တဲ့လူဖြစ်ရတယ်အဲ့တော့တမန်တော်12ပါးကရှင်ပေါလုကိုမင်းကတမန်တော်အစ်စ်မဟုတ်ပါဘူးဘယ်လာဒီဩရဆောင်မှာဖတ်ကြည့်ရင်ကျွန်တော်တို့တွေ့ရမင်းကိုခရစ်တော်လည်းမင်းကိုလာခဲ့ဆိုပြီးမရွေးကောက်ထားဘူးနော်ခရစ်တော်နဲ့အတူတူ3နှစ်3မိုးလည်းမနေရဘူးဩဝါဒကိုလည်းမနာခံရဘူးစသည်ဖြင့်သူ့ရဲ့အရေးအသွေးကိုသူ့ရဲ့ position ကိုသူ့ရဲ့အနေအထားကိုဆွဲချဖို့လုပ်တဲ့အခါမှာတမန်တော်ကြီးရှင်ပေါလုကတကယ်ထက်တဲ့ပုံကိုဖြစ်တယ်စကားပြောတော့တာအာတာလို့ပြောတာတမန်ကျမ်းစာကစကားကောင်းကောင်းမပြောတတ်ဘူးလို့ပြောပြီးမလို့ဒီနေရာမှာကြည့်လို့ရှိရင်တော့ तू ကချက်ချင်းတုံ့ပြန်ချက်ချင်း refute လုပ်တယ်သူ့ရဲ့ position ကိုကာကွယ်တယ်မင်းတို့ကဘာကြောင့်ငါ့ကိုခရစ်တော်ကိုယ်တိုင်ရွေးတဲ့လူမဟုတ်ဘူးလို့ပြောရတယ်ငါ့ကိုအမိဝမ်းတွင်ကလေးကရွေးထားပြီးသားအတိတ်တွေကတော့မင်းတို့လိုလမ်းဘေးကနေကောက်လာတာမဟုတ်ဘူးဒါကျမ်းစာထဲမှာပြောတဲ့စကားမဟုတ်ကျွန်တော်ပြောတဲ့စကားပေါ့လေ implication ကအဲ့ဒီသဘောရှိတယ်မင်းတို့ဂါလိလဲအိုင်ဘေးကနေလာဆိုပြီးကောက်လာတာမဟုတ်ဘူးငါ့ကိုအမိဝမ်းတွင်တဲ့ကရွေးထားတာငါ့ကိုအလင်းနဲ့ဖမ်းအုပ်ပြီးတော့မှ
လူသစ်ဖြစ်စီပြီးမှငါတော့ကိုလိုက်ခဲ့လို့ခရစ်တော်ကိုယ်တိုင်ခေါ်တာတမန်တော်ကြီးရှင်ပေါလုရဲ့ဩဝါဒစာထဲမှာခရစ်တော်၌ in Christ ဟေလသစကားနဲ့တော့ on Christos ဆိုတဲ့စကားကိုခဏခဏသုံးတယ်ငါကသူကတစ်ချိန်မှာဘဝင်ဖြစ်ပြီးတော့မှခရစ်နဲ့တွေ့ရတယ်သူနဲ့ခရစ်တော်နဲ့အစင်တူတူရှိတယ်မင်းတို့လိုသုံးနှစ်ထဲရှိတာမဟုတ်ဘူးငါနဲ့အစင်တူတူရှိတယ်ငါကဘာကြောင့်တမန်တော်မဟုတ်ရမှာလဲလို့သူကခုခံကာကွယ်တယ်ဘာမှမပြောတာဘူးဘာမှမပြောနိုင်တော့ဘူးဒီတော့မှသူကကောရိန္သုဩဝါဒစာရေးတဲ့အခါကျတော့ခရစ်တော်ရဲ့တန်တမန်ဖြစ်တယ်ငါ့ကိုခန့်တာခရစ်တော်တန်တမန်ဒီမိမိကိုယ်ကိုထောက်ပံ့ရသည်မဟုတ်တန်တမန်ဆိုတာကိုမထောက်ပံ့ရဘူးအစိုးရရဲ့လကစားဖြစ်တယ်အစိုးရကလိုတဲ့အရာကိုသူနေဖို့အိမ်ရောသူ့ရဲ့လစာကိုသူစီးဖို့ကားကိုသူ့ကိုစောင့်ရှောက်ဖို့အဆောင်ရှောက် escort ကိုအကုန်ထားပြရတယ်သူ့မှာလိုအပ်တဲ့အရာကိုတခြားတိုင်းပြည်မှာသွားပြီးမှနိုင်ငံကိုစားပြုနေဖို့ရန်ခန့်ထားတဲ့တိုင်းပြည်ကိုစားပြုတန်တမန်ဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်သည့်အမအစကို supply ကိုတိုင်းပြည်ကလုပ်ပေးရတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄အငယ်16ကိုဖတ်ကြည့်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄အငယ်16ကတော့ဘာပြောလဲဆိုရင်ငါဤဖျားသခင်သည်ဘုံအာနုဘော်၌စံပေတော်မူသောစီးစိမ်ရှိသည့်အတိုင်းသင်တို့အလိုရှိသမျှကိုယေရှုခရစ်အားဖြင့်ပြည့်စုံစေတော်မူလိမ့်မည်တဲ့တမန်တော်ကြီးရှင်ပေါလုဖိလိပ္ပိအသင်းတော်ကိုပြောတဲ့စကားဖြစ်တယ်ငါရဲ့သခင်ဟာကောင်းကင်ဘုံမှာဘုံအာနုဘော်နဲ့စံပေပြီးတော့မှစီးစိမ်ရှိသမျှအကုန်ပိုင်တဲ့အရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ငါလိုတာအားလုံးကိုပြည့်စုံစေတဲ့အရှင်ဖြစ်တယ်ချစ်တော်ညီမတို့ကျွန်တော်တို့ကိုယုံကြည်သူများအနေနဲ့ခရစ်တော်၏နောက်တော်လိုက်များအနေနဲ့ခရစ်တော်ရဲ့တန်တမန်လို့ခန့်အပ်ပြီးဆိုရင်ကျွန်တော်တို့လိုတဲ့အရာအလုံးကိုဖျားသခင်သည်ထောက်မဖို့ရာပေးဖို့ရာမဆဖို့ရာတာဝန်ယူသောအရှင်ဖြစ်တယ်ဆိုတာနှုတ်ကပတ်တော်မှာတန်တမန်နဲ့ပတ်သက်ပြီးတူညီတဲ့သဘောတရားတွေဖြစ်တယ်တန်တမန်သည်မိမိအားစေလွတ်ရာတိုင်းပြည်ဤနိုင်ငံသားမဟုတ်မြန်မာနိုင်ငံကနေဆွတ်လွတ်ထားတဲ့တန်တမန်တွေအမေရိကန်ပြည်မှာအင်္ဂလန်နိုင်ငံမှာဂျာမနီမှာဂျပန်မှာကိုရီးယားအများကြီးရှိတယ်နော်တိုင်းပြည်ပေါင်း100ပတ်ဝန်းကျင်လောက်ကျွန်တော်တိကျမမှတ်မိတော့အဲ့လောက်ရှိအဲ့ဒီလူတွေကသူတို့စေလွတ်ခံရတဲ့နိုင်ငံရဲ့နိုင်ငံသားမဟုတ်ဘူးစေလွတ်ခံရတဲ့နိုင်ငံကသူတို့ရဲ့နိုင်ငံမဟုတ်ဘူးသူတို့ကိုစေလွတ်တဲ့နိုင်ငံကသာသူတို့ရဲ့တိုင်းပြည်သူတို့ရဲ့နိုင်ငံသူတို့နိုင်ငံသားခံယူထားတဲ့နိုင်ငံဖြစ်တယ်မြန်မာနိုင်ငံသားခံယူထားတဲ့လူမဟုတ်ရေမြန်မာနိုင်ငံကိုကိုစားပြုပြီးတော့မှတန်တမန်ဖြစ်နေဘယ်တော့မှမစေလွတ်ဘူးမြန်မာနိုင်ငံကနေတန်တမန်သွားပြီးတော့မှအမေရိကန်ပြည်မှာအင်္ဂလန်မှာဂျာမနီမှာဂျပန်မှာလောက်ရတဲ့သူတွေကမြန်မာနိုင်ငံသားတွေဖြစ်တယ်လူမျိုးအဖြစ်အမျိုးမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမဲ့မြန်မာနိုင်ငံသားတွေဖြစ်တယ်ဒီနေ့ကုလသမဂ္ဂကိုစေလွတ်ထားတဲ့မြန်မာနိုင်ငံရဲ့တန်တမန်ကချေမျိုးသားတူဖြစ်တယ်မြန်မာနိုင်ငံသားဖြစ်တယ်ကျွန်တော်ညီမတို့ကျွန်တော်တို့ကိုခရစ်တော်ရဲ့တန်တမန်အနေနဲ့ခန့်အပ်ခြင်းခံရတယ်လို့ယူဆရင်ကျွန်တော်တို့ကလောကနိုင်ငံသားမဟုတ်ဘူးကျွန်တော်တို့ကလောကမှာနေရင်းနဲ့ကိုကောင်းကင်နိုင်ငံသားတွေဖြစ်တယ်ဖယားသခင်နိုင်ငံတော်ရဲ့နိုင်ငံသားတွေဖြစ်တယ်လောကထဲမှာဖယားသခင်စေလွတ်ထားတဲ့ဖယားသခင်ဤနိုင်ငံတော်ကိုကိုစားပြုတဲ့တန်တမန်တွေဖြစ်တယ်ဆိုတာကိုခံယူဖို့လိုပါတယ်တန်တမန်သည်မိမိအားစေလွတ်ခန့်ထားသောတိုင်းပြည်ကိုကိုကြိုးစီးပွားအတွက်သွားရောက်သည်မဟုတ်ဘယ်တန်တမန်ကမှအဲ့ဒီတိုင်းပြည်မှာသွားပြီးတော့မှစီးပွားရေးသွားလုပ်ဖို့ဘယ်သူမှသွားလို့မရဘူးမိမိကိုကြိုးစီးပွားအတွက်မိမိရဲ့
Loka seizing Osa tote poyantwe, Pinya tote poyantwe, Koko Josi Watwe, Tantamandi, a chanang Twalumia, Tantaman Pine, Twalu Shilushi, Ko Time Vigo, Koza Pure Dube, Pit, Kogo Ka Se Lotte Time Vigo, Dine Laun Jenkrea, a Puejo, Chain Doma, Main Sama. Ayadita, a thidima. A thin door dreamer, Critogo, Yongchi do and Nine, Shini do to do the Pia the Kingo, the King Yeshu Crito Piago, Goza Putare, Tantamamia, Piabare, Tantamamiaha, Yongchi do the King Yeshu Critogo, Goza Pudo to Mia Pit, Yoan Kanjinga. Shewan Crane Kanjinga, and a thons hego, General Checkly, G. Ba Tuyam Lesson. Shewan Crane Kanjinga, and a thons. Nadi Kolo Liao Abe Bugo Mia Mapunai. Nadi Jadi Daintea si Nasi in Jenny let Yado Ninu e a Chamuga, Nadi Ko Lodo Malai, Nago said Lotomudo, Camido e a Lodo Lai. The King Yeshu Kodanga through her Payat can say Lotte Tandaman Peter Jama Bekesagoma, not the Bonenga, Mapubu, Nago say Lotte Payat King a Lodone, Tayadone and ye. Amukaisa, Thithigo, Na, Pude, Lu, Tukuranga, Yorezaga, Pipari, Tandaman to a Yetado, Tandaman Saya, Nyonjaza, Shidi, Tandamani, Santiame Watiari, Tandamani, Chiame, Chiwati, codes of ambassadors, codes of ethics. Through Loya me a long anta one day. Did I mem hope Sane yet happy day? Mati Bulo Piolumiabu. Chorarago Mati like Babulo Piolumiabu. Mean Baloya me, Baloya job description go. To ye long anta one go. To Tawon Juyame Kanga Narigo. To Tawon Kayame Los House Town Yep Mudego. That's I Nanganjai Wunji Tana. Nangando Asoya Koza Piatan Tabide Tantamanga Eri Atai Laina Sangyari going to us up Ramazan a kanji ne ange such how go Jilushi a kanji ne ange such how ga told Lugo Thun Then I meet Jow Abedu the Tawra Pia e Saito Tidni, Nado Muga, Crito e Seiko, Kayaja e Dima, Generuga, no Gabatoma, Crito ye the Bodari, Balu Lesrago, Ako Yeta Bidapide, Crito e Tantamantiaune, Badwi Loyame, Badwi Maloyabu, Badwi go Tawon Kayame, Tawon Yuyamesra, Yeta Bida Pibare, Dago. General Song Shout, like Shout Put Lure. Yampuje and the Emia Shilali, say Loto Time Giga, Mimi eat Tantamango, Pian Koyudi Tantamansura, Tanyomsura, Time Gi Kozapu, Time Gigo Kozapu de Bogo, Time Gigo Kozapu de Name Pit. Nangandanga Mashire, Tanyom to Kuye. A war wine nego. Any time you got yero sit to a low Willumia, a quimishi bene, Willumiabu. My pay cobene, Willumiabu. We Jujoya out. Any time you go, Jujoya out. Lolumia Yamapuya, Tantamango Yamapuya, Tantamango Yampulo Silushi. Imitan Chide the Sojo Zedrigo, time in the Kuzalonga, Kanzaya. Tandama Setwe, Chablida.
ကျွန်တော်မှတ်မိသေးတယ်ကျွန်တော်နှစ်ကာလတော့နည်းနည်းမေ့သွားပြီ1980ခုနှစ်ဝန်းကျင်ထဲမှာဖြစ်မယ်လို့မှတ်မိတယ်တချို့လည်းမှတ်မိကောင်းမှတ်မိမြန်မာနိုင်ငံကိုတောင်ကိုရီးယားသမ္မတကြီးနဲ့သူ့ရဲ့ဝန်ကြီးအဖွဲ့ကနော်လာလေတယ်နိုင်ငံတော်အလေပါ state visit အနေနဲ့လာလေပြီးတော့မှအဲ့ဒီအချိန်ကအာဇာနည်ကုန်းမှာဗိုလ်ချုပ်အောင်ဆန်းတို့မြုပ်ထားတဲ့အာဇာနည်ကုန်းမှာသမ္မတကြီးချန်ဒူးဝါနဲ့အဖွဲ့ကလွမ်းသူပန်းခွေချဖို့လို့လှုပ်တဲ့အချိန်မှာနော်မြောက်ကိုရီးယားကစပိုင်တွေကဘယ်အချိန်ကဝင်နေပြီးမှဘယ်လိုစီစဉ်ထားတယ်မသိဘူးနော်တော်သေးတယ်သူတို့ဘုံဖောက်ခွဲလိုက်တဲ့အချိန်ကသမ္မတကြီးရဲ့ကားကအဲ့ဒီဝင်းထဲကိုဝင်ဖို့ပြင်နေတဲ့ဝင်ကန်ကြီးအချိန်မှာသူတို့ချိန်ကြိုက်ဘုံကနည်းနည်းလိုသွားတာပေါ့လေမဟုတ်ရင်လည်းဘုရားသခင်ဘလို့ပြင်ဆင်လိုက်လည်းမသိဘူးခါရဲပေါက်ကွဲပြီးတော့မှအဲ့ဒီမှာရှိနေတဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့သမ္မတကိုစောင့်ကြိုနေတဲ့အစိုးရတောင်ကိုရီးယားနိုင်ငံရဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတချို့နဲ့ဗမာပြည်လူတချို့အပါဝင်အသက်ဆုံးရှုံးသွားတယ်နိုင်ငံတော်ဖိတ်ခေါ်မှုနဲ့ state visit အနေနဲ့လာတဲ့ဟိုနိုင်ငံကိုကိုစားပြုပြီးမှလာကြတဲ့နော်သမ္မတကြီးနဲ့ဝန်ကြီးအဖွဲ့အန်ဒီပြုတ်ခံလိုက်ရတဲ့အခါမှာမြန်မာနိုင်ငံကအစိုးရအဲ့ဒီအချိန်အဲ့ဒီအခါကအစိုးရကချက်ချင်းပဲမြောက်ကိုရီးယားနဲ့တန်တမာအဆက်အသွယ်လုံးဝဖြတ်လိုက်မြောက်ကိုရီးယားမှာရှိတဲ့မြန်မာနိုင်ငံရဲ့တာမတ်ကိုချက်ချင်းပြန်ခေါ်တယ် diplomatic relationship was severed ဆိုတော့ကဖြတ်ပလိုက်တယ်လို့ကိုသုံးတာဖြတ်ပလိုက်တယ်မရှိနေတဲ့မြောက်ကိုရီးယားတန်ယုံကတန်အမတ်ပါဝင်တန်မှုတန်းဝန်တန်းအကုန်လုံးကိုနှင်ထုတ်တယ်ရက်ပိုင်းတွင်းမှာထွက်မှာပြရတယ်အင်မတန်စိတ်ဆိုးမှန်စိုးနဲ့တုံ့ပြန်တဲ့သဘောတုံ့ပြန်တိုက်တယ်လွတ်တယ်ဘလောက်တော့မှလှုပ်လိုက်လဲဆိုလို့ရှိရင်မြောက်ကိုရီးယားတန်ယုံလှုပ်ထားတဲ့အဆောက်အုံကိုအမေရိကန်နိုင်ငံကိုရောင်းပေးလိုက်လားဒီတိုင်းပေးလိုက်ရတော့ကျွန်တော်တို့မသိဘူးအဲ့ဒီနေရာကဆရာရောဘတ်တို့ဆရာလာဇရုစ်တို့ကျောင်းတက်တဲ့အချိန်တုန်းက American Center ဆိုမှစာအုပ်တွေသွားငှားတဲ့နိုင်ငံခြားရေးဝန်ကြီးဌာနနောက်က American Center ဟာတစ်ချိန်ကမြောက်ကိုရီးယားတန်ယုံဖြစ်တယ်အမေရိကန်ပြည်ရဲ့ဤပညာကဒီတောင်ထဲမှာဘာတွေရှိသလဲဆိုတာကိုလေ့လာနေတဲ့နည်းများဒါကျွန်တော်စဉ်းစားတာပေါ့လေဟလားဒီတိုင်းဘာလို့ပေးလိုက်လဲအမေရိကန်နိုင်ငံကိုဒီနေရာကိုဟလားရောင်းပေးသည်ဖြစ်စေပါသည်ဖြစ်စေဆိုလို့ချင်းတာတန်တမန်ကိုအန်ဒီယေပြုရင်ပြန်ခေါ်တဲ့အင်မတန်ကြီးတဲ့ဆိုးကျိုးတွေနှစ်ဖက်တိုင်းပြည်မှာရှိတယ်တမန်ကျမ်းစာမှာတော့ rapture ဆိုတာရှိခရိယန်တွေကိုနှောက်ယှက်ညှင်းဆဲမှုအလွန်ကြီးလာလို့ရှိခရိယန်အသင်းတော်တမိုင်းမှာပိုလီကပ်တို့လိုစမုရနာမြို့က bishop သေဦးဆရာကြီးပိုလီကပ်တို့လိုအလွန်အမင်းခရိယန်ဖြစ်ခြင်းကြောင့်ညှင်းဆဲနှိပ်စက်ခြင်းကိုခံရတဲ့အခါ legend ကတော့သူ့ကိုသတ်မဲ့မီးရှို့တဲ့စေမြင့်မှာမီးရှို့တပ်ဖို့လုပ်နေတဲ့အချိန်မှာဘုရားသခင်သူ့ကိုခေါ်သွားတယ်လို့ legend တွေရှိမှတ်တမ်းတွေရှိတယ်ဟုတ်တယ်ဒါကြောင့်မလို့အခုခေတ်တော့အများကြီးပြောကြတယ်ကဘာကုံတော့မဲစစ်တွေလည်းအရန်ဖြစ်နေပြီရာသီဥတုတွေလည်းအရန်ဆိုးပါဘာလဲကပ်ဘေးတွေအမျိုးမျိုးဆိုင်နေပြီအရန်ကျွန်တော်တို့တချို့တိုင်းပြည်တွေမှာယုံကြည်သူတွေအရန်နှိတ်ကုတ်ခံရရင်ဒီမျောလင်းချက်တွေပေါ်လာတယ် rapture ဘုရားသခင်ပြန်ပြီးတော့မှရုပ်သိမ်းတော့မယ်ကျွန်တော်တို့ခရစ်တော်ဤတန်တမန်ဖြစ်တဲ့သစ္စာရှိစွာသခင်ယေရှုရဲ့အမှုတော်ကိုဆောင်တော်သူကိုရန်ပြုရင်ဘုရားသခင်တာဝန်ယူတဲ့အပိုင်းတွေရှိတယ်ဆိုတာကိုတမန်ကျမ်းစာမှာတွေ့ရပြီးလက်တွေ့တန်ခင်းတမန်ခင်းတွေမှာလည်းတွေ့ရတဲ့အကြောင်းကိုကျွန်တော်ဖော်ပြခြင်းဖြစ်ပါတယ်။စော်ကားမော်ကားပြုခံခြင်းကိုတန်တမန်သည်မိမိကိုယ်ရေးကိုယ်တာဟုမခံယူ
တန်တမန်ကိုစော်ကားခြင်းသည်မိမိကိုစေလွတ်သောကိုစားပြုရာတိုင်းပြည်ကိုစော်ကားမှုဖြစ်သည်ဖျားသခင်နှုတ်ကပတ်တော်ကိုကာကွယ်ပြောဆိုဖို့မဟုတ်ဟောပြောသက်သေခံဖို့သာဖြစ်တန်တမန်ရဲ့ကိစ္စကကျွန်တော်တို့တိုင်းပြည်ဘယ်လိုရပ်တည်နေတယ်ဘယ်ကိစ္စတွေမှာဘာကြောင့်ဒီလိုလုပ်နေပါတယ်ဆိုတာကိုပြောဖို့ဖြစ်တယ်အဲ့ဒီတန်တမန်ကိုစော်ကားတာဟာတန်တမန်ကငါ့ကိုပုဂ္ဂိုလ်ရေးစော်ကားတယ်လို့မခံယူဘူးငါရဲ့တိုင်းပြည်ကို insult လုပ်တယ်ငါရဲ့တိုင်းပြည်ကို condemn လုပ်တယ်ရှုံချတယ်စော်ကားတယ်လို့ခံယူတယ်မနေ့တနေ့ကရခိုင်ပြည်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂါလီရေးခင်းကိစ္စတွေနဲ့ပတ်သက်လို့ဒီတန်မတ်ကြီးဟောက်တို့စွမ်းကကုလသမဂ္ဂမှာပြောတဲ့မိန့်ခွန်းကိုနားထောင်တဲ့အခါကျွန်တော်တော်တော်အားရသူကသူ့ရဲ့တိုင်းပြည်ရဲ့ policy တွေကိုဒီကိစ္စမှာဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကိုမင်းတို့ဘာကြောင့်မင်းတို့ရဲ့စဉ်းစားမှုတွေကတစ်ဖက်သားဆန်လုံးပြီးမှားနေတယ်ဆိုတာကိုကောင်းကောင်းကြာကြာနာနာထောက်ပြသူ့ကိုရှုံချတာမဟုတ်ဘူးသူ့ကိုစော်ကားတာမဟုတ်ဘူးသူကိုစားပြုတဲ့တိုင်းပြည်ကိုရှုံချစော်ကားတာဖြစ်တဲ့ကြောင့်မလို့တန်တမန်တူရဲ့ဝတ္တရားတာဝန်အရာသူကအဲ့ဒါကိုခြေပပြောဆိုတယ်ကျွန်တော်ညီမတို့ဖျားသခင်ဤဂုံတိတ်ခါအမီနာမတော်နှုတ်ထွက်စကားတွေကဖျားသခင်ကိုယ်တိုင်တာဝန်ယူထားတဲ့စကားတွေဖြစ်တယ်တာဝန်ခံထားတဲ့စကားတွေဖြစ်တယ်ကျွန်တော်တို့ကပြောရမယ့်လူတွေဖြစ်တယ်နော်အဲ့ဒီနှုတ်ကပတ်တော်ကိုရှုံချရင်စော်ကားမော်ကားပြုရင်ဖျားသခင်ကိုပြုရာရောက်တယ်ကျွန်တော်တို့ကိုပြုတာမဟုတ်ဘူးဘုရားသခင်ကိုပြုတာဖြစ်တဲ့ကြောင့်မလို့ဘုရားသခင်ကိုကိုးစားပြုတဲ့ကျွန်တော်တို့ကယုံကြည်သူခမည်းတော်ကဆက်ပြီးတော့မှသစ္စာနဲ့တမန်ကျမ်းစာကိုသစ္စာရှိနဲ့ဟောပြောသက်သေခံဖို့ရန်ကကျွန်တော်တို့တန်တမာများတို့ရဲ့တာဝန်ဖြစ်ပါတယ်နှုတ်ကပတ်တော်ရဲ့နဲ့နေမှုကိုနှုတ်ကပတ်တော်ရဲ့တကူပါမှုကိုကျွန်တော်တို့တာဝန်ယူစရာမလိုပါဘူးကျွန်တော်တို့တာဝန်ယူလို့လည်းမရပါဘူးဖျားသခင်တာဝန်ယူပါလိမ့်မယ်ဘန်ဟာဆိုတဲ့ကန်ဒဝင်ရုပ်ရှင်ကြီးကိုတချို့ညီကောင်မောင်နှမတွေကြည်ဘူးကြမှာပါဘန်ဟာဆိုတဲ့ဝတ္ထုကြီးကိုတချို့ညီကောင်မောင်နှမတွေဖတ်ဖူးကြမှာပါအခုခေတ်နောက်ပိုင်းလူငယ်တွေတော့ကျွန်တော်သိမသိဘူးလူကြီးပိုင်းတွေတော့တော်တော်ဖတ်ဖူးကြတယ်ဒီရုပ်ရှင်ကိုတော်တော်ကြည့်ဖူးကြတယ်မကြခင်ကတော့မှတစ်ခါပြန်လာသေးတယ်ဒီရုပ်ရှင်ကိုအသစ်ပြန်ရိုက်တဲ့ဘန်ဟာရုပ်ရှင်ဝတ္ထုကိုရေးတဲ့လူကစစ်ဗိုလ်ချုပ်ကြီးတယောက်ဖြစ်တယ်ကျွန်တော်သူ့စာရေးဆရာနာမည်တော့ကျွန်တော်မေ့သွားပြီနော်ဒါအင်ပတန်ထင်ရှားကြော်ကြားတဲ့ဟိုအခုအင်တာနက်မှာအခုချက်ချင်းတယ်လီဖုန်းမှာအခုရိုက်လိုက်ရင်အခုထွက်လာတယ်ပဋိနာမည်ကျွန်တော်ရုပ်တရက်မေ့သွားလို့ဘန်ဟာဝတ္ထုကိုရေးဖို့ရန်အဲ့ဒီဗိုလ်ချုပ်ကြီးကိုသူ့ရဲ့တငယ်ချင်းသူ့လိုပဲဖျားမဲ့ဝါဒီစစ်ဗိုလ်ချုပ်တယောက်ကတိုက်တွန်းတာမင်းကစာရေးတတ်တယ်မင်းကစစ်ဗိုလ်ဖြစ်ပြီလို့စာရေးတတ်တယ်မင်းလည်းဖျားရှိတယ်ဆိုတာကိုမယုံနဲ့လို့အဲ့တော့ခရိယာနေယုံနေတဲ့ဖျားဆိုတာအလကားမဟုတ်ဘူးဖျားဆိုတာမရှိဘူးဆိုတာကိုမင်းဝတ္ထုတစ်ပုဒ်အောင်ရေးစမ်းပါလို့သူ့ကိုတိုက်တွန်းတဲ့အခါသူကတငယ်ချင်းနဲ့လက်ဝါးရိုက်တယ်ကောင်းပြီငါရေးမယ်ဒီအကြောင်းကိုဆိုပြီးခရစ်တော်အကြောင်းကိုသခင်ယေရှုသည်ဘုရားသခင်သားတော်မဟုတ်ဘုရားသခင်မရှိဘူးဆိုတာကိုရေးဖို့ရန်သူကတမန်ကျမ်းစာမဖတ်ဘဲနဲ့ရေးလို့မှမရတာသူကတမန်ကျမ်းစာကိုဖတ်ပြီးတော့မှအဲ့ဒါကိုပယ်ဖြတ်တဲ့တိုက်ဖြတ်တဲ့စကားတွေကိုရေးရမှာဆိုတော့သူကတမန်ကျမ်းစာကိုဖတ်ရတယ်အထူးသဖြင့်ဓမ္မသစ်ကျမ်းကိုဖတ်ရတယ်ဖတ်ရင်နဲ့နှုတ်ကပတ်တော်ကဘုရားသခင်နှုတ်ကပတ်တော်သည်အလွန်မာကျောတဲ့နှလုံးသားကိုတန်လျက်လိုထုတ်ချင်းခွင်းတတ်တယ်လို့တမန်ကျမ်းစာမှာရေးထားတဲ့အတိုင်းသူ့ရဲ့အလွန်မာကျောခုခံတဲ့စိတ်နှလုံးကိုနှုတ်ကပတ်တော်ကထုတ်ချင်းခွင်းပြီးတော့မှဒီဖျားမဲ့ဝါဒီစစ်ဗိုလ်ချုပ်ကြီးကဖျားသခင်မရှိဘူးသခင်ယေရှုသည်ဖျားသခင်ဤသားတော်ကယ်တင်ရှင်မဟုတ်ဘူးဆိုတာကိုရေးဖို့အာမခံထားတဲ့ဒီစာရေးဆရာကြီးက
the king ye shudi, Paya the king e fado, getting shim pite surago, Gabacho, Ware, Ganduemia Wutu, Ben Harsurago, ye twelabari. Chidani Maru, Paya the king, Nukbado, getting jingo, getting shingo. General Jinya Boyan, Lure Tantbani Pide. Erago Tawun Yubu, no go back to ye. This Satiago, no go back to ye, Nene Mugu, no go back to ye, the go con ago, Tawun Yumaga, General Mopia the Kim Pide, Srago, General Can you Mata Tabiroma, Tantama Mugu, Yongji Dumiani, ne people, Pibare. Time be the Hui Tandamam Chichenly, to time be goes up you pay, a mienzo no yaduna can't change pity. I did say like that time be maro, Yamanango goes up you thought that Mati, a mienzo yadu when manning on his high. To go a mienzo yaduma can't change Hayarabe. To go up be nine, Oza ana authority go, Yamanangaye goes up pay a what be like that. Ho time biga Ludiaga visa shaulo Tamaga I meonga visa mapebulo nye Pama biga nebua Kangwelumia Tuma Oza a mienzo no yadugo time goza card Cream Pichindi Critopia a mienzo goza pudu appear Kokaya Jempidi Crean Sora Yong Jidu Sora Tamam Hobu Tamanya Mahobu, Yong Jidu Sura, Crito Godaiga, a mienzong ka at chen kayare, Critoye, Fantaman Pide, Srago, Sinjanaimbu, Lu Apare, Namakugaro, can you jet the Bodama, a sea Kaya Jim Piti, Kanzaya do a Jodiama, Sula Piti, Tantaman Sura, Hode. Time ye a segame, time ye a sego kayade dube. Tuma a segan the body, shiari. Tukanzayade, a jodiaga, sulap, tandamanwe, a yan dollar solution. Time ye a soya, poema piana, wonjia do de pede, a cho time ye ma, a cho dotan at the majimiaga, tamadari, wonjijo de, pilare, dure sheep. A say cane a jogo through le sula sheep. Creamiadi, the king shoot critogo, a say candy. Gong gamble night, Lagondo a jo sulamia, shibi. Janoruga, Yongji durega, critoye, tantamandiga, critogo, a say candy, the repeat. Janaruma le a joya la shide. Supong, ponchong, gongong, piezong ne sulagaro. Payat king. Gonge Nangandoma. Ionios lo New Testament nga tamati janga kore Christo ne tude atetago yare Payatkin ne tude atemyogo yare Taura atelo tamajanzaga bada piane tegero Ionios suraga Greek zagaga lugo tone zaga mobu Payare go be tone zaga pit Payane tude atetago yare Ajo Sula, Generuma, Shipida, Pibani. Now so Ninero, Tantamai Pandaima, Mimi Ka Kayado, Tangi Bonai, Mimi go say, look, Katado, Tangi, Oza, Ramu Munya, Shia, Pidi. Tantaman Riga, Adi Tangi ma, go Tangi, a Jo Sibwa Yalati, influence, no, Ana Mohopu. Oza Lamu Shi ang Loyani. Time be began a coet Tamaraji, Wonjijoji Lame so ye. Thula ye pure so nine bo, twe so nine bo, Kesarigo, Tuga, She Uzwa, Siman Tayari. Pa Jaunigo, Piomchanothi, Tamanari, Tuabi, Agu Nangano, Diamond Bogo, Kranga, Tuare, Wonjijok in the Nanganaga, Wonjijok in the Tweed, Sangamanipe, Alonso Nayi Webe. No, fake a yeji loma, Tanai Bawan do it. More in Sangamani, Chanasina, Sangamani said to Baba Piojali. I wish I know about Tanai, I should not be Piojam going.
ဘာပြောပြီးမှတည်းမဟုတ်ဘူးတာမတ်တွေကတန်တမန်တွေကခင်းကျင်းထားပြီးသားဖြစ်တယ်သူတို့ကအတိကအချက်လောက်ကပဲပြောပြမှလက်မှတ်ထိုးကြစို့ဆိုပြီးမှသဘောတူကြစို့ဆိုပြီးမှလို့အစောကြီးတွေကနိုင်ငံတော်တာဝန်ရှိသူအမြင့်ဆုံးသမ္မတဝန်ကြီးချုပ်တွေနဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့သာမတ်ကဆက်သွယ်ထားမှသူကိုစားပြုတဲ့တိုင်းပြည်မှာစီမံပြီးသားဖြစ်တယ်သူရဲ့ဩဇာအာဏာလွှမ်းမိုးသက်ရောက်မှုပေါ်မှာမူတည်ပြီးတော့မှညှိစရာရှိတာတွေကိုညှိထားတယ်နားလည်အောင်ပြောထားတယ်သဘောပေါက်အောင်ဘယ်လိုအကျိုးတွေနှစ်ဖက်တိုင်းပြည်အတွက်ရှိမယ်ဆိုတာကိုတာမတ်ကအခင်းကျင်းလှုပ်ထားပြီးသားဖြစ်တယ်ခရစ်တော်၏တန်တမန်များအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ကိုခန့်ထားတဲ့ဒီအမြင့်ဆုံးတာဝန်မှာဖယားသခင်သည်ကယ်တင်ရှင်သည်ကယ်တင်ခြင်းကျေးဇူးသည်ဘာလဲဆိုတာကိုကျွန်တော်တို့သေချာခင်းကျင်းဖော်ပြနားလည်အောင်ကျွန်တော်တို့ရဲ့စိတ်နေသဘောထားယုံကြည်ခြင်းကိုယ်ရည်ကိုယ်သွေးတွေကိုအသုံးပြုပြီးမှဖယားသခင်ပေးထားတဲ့ဆုကျေးဇူးများအဖြစ်ခံယူပြီးမှအဲ့ဒီအစီကိုခံကြရမှာဖြစ်ပါတယ်ဒါကတန်တမန်များရဲ့သဘောထားဖြစ်ပါတယ်ဆက်ပြီးတော့မှခရစ်တော်ဤတန်တမန်တူ၌ရှိရမည်အဓိကအရေးချင်း10ပါးနော်ကျွန်တော်ဆရာရောဘတ်ကသတိပေးတယ်ဆရာခေါင်းစဉ်မှားနေလားမသိဘူးလေ10ပါးဆိုပြီးအောက်မှာ3ခုပဲရှိတယ်တဲ့ကျွန်တော်ပြောတယ်မဟုတ်ပါဘူးလို့အောက်မှာ10ခုရှိပါတယ်ဒီ3ခုကအောက်က10ခုကိုဘာလဲဆိုတာကိုအဓိကကြတဲ့အကြောင်းအရာ3ခုကိုဖော်ပြခြင်းဖြစ်ပါပထမဦးဆုံးတစ်ခုကတော့အသိပညာ knowledge မိမိဆောင်ရွက်ရမယ့်တာဝန်နဲ့ပတ်သက်ပြီးအခြေခံအသိပညာရှိရမည်ဖျားသခင်နိုင်ငံတော်နှင့်ဆိုင်၍အချက်ချာကြသောသတင်းစကားကိုသိရမည်ယုံကြည်ခြင်းကယ်တင်ခြင်းကျေးဇူးတော်စသဖြင့်မိမိ၏တန်တမာမှုတော်နှင့်ဆိုင်၍အခက်ခဲများရင်ဆိုင်ရလျင်ဘယ်ကဲ့သို့တုံ့ပြန်ရမည်ကိုသိရမည်အသိဉာဏ်ပညာဆိုသည်မှာသေချာတိကျရှင်းလင်းစွာသိထားခြင်း and accurately informed mind ဖြစ်ပါတယ်တန်တမာဖြစ်မဲ့လူတွေက knowledge အသိဉာဏ်ပညာရှိရတယ်သုတ်တန်ဆရာကြီးကတော့ပညာတကာဤအချုပ်အခြာသည်ဘုရားသခင်ဖြစ်တယ်တဲ့ပညာတကာဤအချုပ်အခြာသည်ဘုရားသခင်ဖြစ်တယ်အဲ့တော့အဲ့ဒီကျွန်တော်တို့မှာအခြေခံအသိဉာဏ်ပညာရှိရဒါကြောင့်မလို့စူးစမ်းကြပညာဓာတ်တွေဖြစ်အောင်စူးစမ်းကြတယ်အခုလားခုမှာတော့အများကြီးတိုးတက်လာကျွန်တော်စနေနေ့ကပဲချင်းပြည်နယ်တောင်ပိုင်းပလက်ဝမြို့နယ်ကနေပြန်လာတယ်ပလက်ဝမှာကျွန်တော်တို့ peace သင်တန်းတစ်ခုသွားလုပ်ပြီးတော့မှ workshop တစ်ခုသွားလုပ်ပြီးမှပြန်လာတယ်တခါမှမရောက်ဘူးပထမဦးဆုံးချိန်ရောက်ဘူးချင်းဖြစ်တယ်ပလက်ဝမြို့နယ်ဟာဓမ္မပြည်မှာတိုးတက်မှုအနိုင်ဆုံးဖြစ်တဲ့ချင်းတောင်ရဲ့ချင်းပြည်နယ်ရဲ့အနိုင်ဆုံးတိုးတက်မှုရှိတဲ့ပြည်နယ်ဖြစ်တယ်တိုးတက်မှုဆိုတာဘာမှမရှိတဲ့ပြည်နယ်ဖြစ်တယ်ချင်းပြည်နယ်ဖြစ်ပြီးတော့မှချင်းတောင်ကနေသူ့စီကိုဓာတ်ရိုက်သွားနိုင်တဲ့လမ်းမရှိသလောက်ရှားတယ်အခုမနေ့တနေ့မှဂလုတ်ကလေးသွားလို့ရတဲ့လမ်းပေါ်လာတယ်ကျွန်တော်တို့သွားလို့မရသေးဘူးပလက်ဝမြို့နယ်ကိုအစိုးရကိစ္စရှိသမျှပလက်ဝမြို့နယ်မှာရှိတဲ့ဝန်ထမ်းတွေလစာကိစ္စရှိသမျှဟာရခိုင်ပြည်နယ်ကနေဖြတ်ပြီးတော့မှကြောက်တော်ကနေဖြတ်ပြီးတော့မှကလတာမြစ်ကနေပြီးမှတက်သွားရတာချင်းပြည်နယ်ကနေလာလို့မရဘူးချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကမန္တလေးတိုင်းကနေဖြတ်ပြီးတော့မှဒီပဲခူးတိုင်းကိုဖြတ်ပြီးရခိုင်ပြည်ကိုဖြတ်ပြီးတော့မှချင်းတောင်ပိုင်းပလက်ဝကိုသွားရတယ်အလိုမှ infrastructure ဖွံ့ဖြိုးတိုးတက်မှုနိုင်ပါတဲ့အရာဒေသအဖြစ်ဝမ်းနည်းစွာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်အင်တာအားရကျွန်တော်တို့ကျောင်းကနေဒီ LB program BAS program နဲ့အောင်လာတဲ့လူတွေရှိလာပြီ MIT ကနေပြီးမှအဆင့်မြင့်မဟာဘွဲ့တွေနဲ့အောင်လာတဲ့လူတွေဒေါက်တာဘွဲ့ရတဲ့လူတွေစပြီးတော့မှရှိလာပြီသူတို့အဲ့ဒီလူငယ်ပိုင်းတွေရဲ့အသင်းတော်ကစ조사အားထုတ်မှုတွေနဲ့တော်တော်ကြီးတက်လာနေပြီအခြားသောအမအစတွေလည်းသူတို့စရလာအဓိကပညာရေးကိုအရန်လုပ်ပေးတာအင်မတန်နစ်နာခံပြီးတော့မှ
တောင်ပိုင်းချင်းပြည်ရွာတွေမှာရှိတဲ့လမ်းမပေါက်နိုင်တဲ့နေရာတွေကလူတွေကလေးတွေကိုစာသင်နိုင်အောင်လို့အင်မတန်စူးစမ်းတဲ့အသင်းတော်နေအဖွဲ့အနေနဲ့သွားတွေ့ရတဲ့အခါကျွန်တော်အယားမင်းအားရမကြခင်တက်လာမှာပါသူတို့ကိုလည်းအားပေးတယ်အသိဉာဏ်ပညာ knowledge အင်မတန်အရေးကြီးတယ်တန်တမန်တယောက်တွေ knowledge အင်မတန်အရေးကြီးပါတယ်ဒီနေ့ဒီမှာအများကြီးစိတ်လွတ်နေပြီနိုင်ငံကြားမှာပညာသင်ပါရကွဲယူတဲ့လူလားခုထဲမှာရှိနေပြီပြန်လာကြပြီကျွန်တော်ကအယံဝန်တာတယ်အခုဒီမှာဆရာကြီးများတို့ရဲ့ကျွန်တော်စာသင်ခဲ့တဲ့တပည့်များတို့ရဲ့သားသမီးတွေကိုအခုကျွန်တော်ပြန်စာသင်နေပြန်ပြီဆရာလာဇရုစ်ရဲ့သမီးကကျွန်တော်အတန်းထဲမှာရှိနေနာရှာဘူကတော်တဲ့တပည့်တယောက်ဖြစ်တယ်အားရ knowledge တက်လာအောင်တန်တမန်တွေတာဝန်ရှိတယ်လောက်ကိုလောက်ရမယ်ဒါကအခြေခံဖြစ်ပါတယ်ဒီမှာတော့ဖျားသခင်ရဲ့နိုင်ငံကျွန်တော်တို့ယုံကြည်ခြင်းဆိုတာကယ်တင်ခြင်းဆိုတာခရိယာအသက်တာရဲ့အင်မတန်ထူးခြားတဲ့ဝိသေသလက္ခဏာဖြစ်တဲ့ကျေးဇူးတော် grace ဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့ယုံကြည်သူတန်တမန်တွေကောင်းကောင်းသိထားရမယ်အခက်ခဲတွေရင်ဆိုင်လာရင်ဘယ်လိုတုံ့ပြန်ရမလဲဆိုတာပညာအရာမှာကောင်းကောင်းရှင်းရှင်းလင်းလင်းတိကျကျသိထားတဲ့လူတွေဖြစ်အောင်ကြိုးစားကြဖို့လိုတယ်နံပါတ်2ဉာဏ်မျှော်မြင်ရှိရ wisdom ခုနကတော့ knowledge ဆိုတာကသင်ယူရတာခံယူရတာနှိမ်ချတဲ့စိတ်နဲ့ငါမသိသေးတာတွေငါမတတ်သေးတာတွေအများကြီးရှိပါတယ်ပါရဂူဘွဲ့တွေဘယ်နှပြန်ရကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့မသိတိုင်းကျွန်တော်တို့သိချင်နေတာကျွန်တော်တို့ဆက်ပြီးလေ့လာမယ့်အရာတွေအများကြီးရှိတယ်နိမ့်နေပဲဆရာနေတန်ကိုပြောတယ်continuing education ကိုမပြတ်လုပ်ပြီးတော့ဆရာတွေကိုပင်လင်းလုပ်ပေးပါလို့ကျွန်တော်မေတ္တာရက်ခံဒါက knowledge သင်ယူရနှိမ်ချတဲ့စိတ်ရှိရဒူဆာလ်ဖြစ်ရမှာဒီသင်ကြားမှုနဲ့ pedagogy နဲ့ပတ်သက်တဲ့ပညာရှင်တွေကဘာပြောလဲဆိုရင်သင်ကြားခံယူလို့တဲ့စိတ် docility မရှိရင်တဲ့အဲ့ဒီလူကသူ့ရဲ့အတတ်ပညာဟာမတိုးသွားပဲနဲ့ယော့လာလိမ့်မယ် indocile ဖြစ်လို့ရှိအတိတ်တွေကငါသိဖို့တွေအသစ်တွေအများကြီးရှိပါသေးလားဆိုတဲ့နှိမ်ချစိတ်မရှိရင်မတိုးတတ်တော့ဘူးတဲ့ရှိရဒါပေမဲ့ဉာဏ်အမျှော်အမြင်ကတော့ wisdom ဆိုတာကတော့ကျောင်းမှာသွားသင်တဲ့ပညာမဟုတ်ဘူးအတန်းထဲမှာသွားသင်တဲ့ပညာမဟုတ်ဘူးစာအုပ်စာပေဖတ်ပရမပါရဂူဝက်စာရန်ပြုစုပြီးတတ်တဲ့ပညာမဟုတ်ဘူးဖယားသခင်စီကလာတဲ့အတွင်းစိတ်လုံးထဲမှာသိထားတဲ့ဉာဏ်မျိုးမြင်နေကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေကနေလာဟုလူမျိုးယဉ်ကျေးမှုဓလေ့ထုံးစံတွေကနေမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကိုပေးလိုက်တဲ့ value တွေတန်ဖိုးတွေ virtue တွေပါရမီတွေအဲ့ဓာတွေဖြစ်တယ်အဲ့ဓာတွေကခုနသင်ယူခံယူထားတဲ့အသိပညာနဲ့ရှင်တွဲပြီးတော့မှနော်တန်တမန်နဲ့ဆိုင်တဲ့ကရိယာတစားပလာတွေအသုံးပြုမှုတွေကျွမ်းကျင်အောင်စနစ်တကျအသုံးပြုတတ်အောင်စေစပ်သေးချာပါဏလိမ္မာစွာအသုံးပြုတတ်အောင်လို့အဲ့ဒီ wisdom ကဘုရားသခင်စီကလာတဲ့ဉာဏ်အမျှော်မြင်ကပူပေါင်းဆောင်ရွက်ပေးတယ်တန်တမန်ရဲ့လက်နဲ့ဟာစစ်တစားပလာမဟုတ်ဘူးတန်တမန်ဆိုတာAK47 ကင်ပြီးတော့မှအလုတ်လုတ်တဲ့တန်တမန်ကဘာပေါ်မှာတယောက်မှမရှိဘူးတန်တမန်ရဲ့လက်နဲ့ကရိယာဟာစစ်လက်နဲ့စစ်ပစ္စည်း ammunition စီမဟုတ်ရဘူးအကြမ်းဖက်အင်အားအသုံးပြုမှုကိုတန်တမန်ကမလုပ်ရဘူး force ကို violence ကိုတန်တမန်ဆိုတာမလုပ်ရဘူးသူ့ရဲ့ဝတ္တရားတော်မှာအဲ့ဒါမရှိဘူးတန်တမန်ကသူ့ရဲ့လက်နက်ကဘာလဲဆိုရင် tactical skills ပဲအင်မတန်ကျွမ်းကျင်လိမ္မာပါဏဆိုတာခုနသင်ယူထားတဲ့အသိပညာတွေနဲ့ဘုရားသခင်စီကလာတဲ့ဘုရားသခင်ပေး
ပြည့်တဲ့ကိုအတွေ့အကြုံလူမျိုးဒေသယဉ်ကျေးမှုအဆက်ဆက်ကပြီးလိုက်တဲ့စိတ်နှလုံးထဲမှာသိပြီးတော့မှကြီးလာတဲ့အဲ့ဒီညာအမျှော်မြင်နဲ့ပူပေါင်းပြီးတော့မှကျွမ်းကျင်လိမ္မာပါဏစွာအကြံဖက်မှုမပါတဲ့ကျွမ်းကျင်မှုကရိယာတစားပလာတွေတန်တမန်မှာရှိရတယ်နောက်တစ်ခုကတော့အကျင့်ဇာရိတ္တ character အသိပညာနဲ့ညာအမျှော်မြင်ရှိမှုသည်တန်တမန်တူဖြစ်ခြင်းဤတလုံးတဝတည်းဖြစ်တယ်ခုနအသိပညာနဲ့သင်ယူခံယူထားတဲ့ကြောင်းတက်ထားတဲ့စာရီဖတ်ထားတဲ့အသိပညာနဲ့ညာအမျှော်အမြင်နဲ့ကတန်တမန်တူမှာ integral ဖြစ်ရတလုံးတဝတည်းခွဲလို့မရဘူးတလုံးတဝတည်းရှိနေရအဲ့ဒါကတန်တမန်ရဲ့အကျင့်ဇာရိတ္တဖြစ်တယ်သူရဲ့တန်ခင်းတမန်နဲ့ကိုအကျိုးပြုစေနိုင်တယ်လို့အကျိုးလည်းပြည့်စေနိုင်တယ်အဲ့တော့ခရစ်တော်ရဲ့တန်တမန်တွေခင်ဗျားတို့ကျွန်တော်တို့တွေဖျားသခင်ဤနိုင်ငံတော်ပါရမီများ kingdom virtues တွေကိုဒါ ethics တွေမူတဲ့လူတွေသိ kingdom virtues တွေကိုမကျင့်ဆောင်ရင်ကျွန်တော်တို့ရဲ့မှုတော်လုပ်ငန်းဆောင်ရွက်ခြင်းမှာအကျိုးပြည့်နိုင်တယ်၎င်း၏သတင်းစကားကိုပြည့်ယွင်းစေနိုင်တဲ့ကဲ့သို့၎င်း၏အားထုတ်မှုတို့ကိုလည်းအကျိုးမဲ့စေနိုင်တယ်အဲ့ဒီတန်တမာမှာသူ့ရဲ့အကျင့်ဇာရိတ္တကအသိဉာဏ်ဉာဏ်မျှော်မြင်ပါရမီတွေနဲ့မဖွဲ့စည်းမတိဆောက်ထားရင်သူပြောတဲ့စကားနဲ့သူပြောတဲ့နှုတ်ကပတ်သမာကျမ်းစာတရားတော်စကားနဲ့သူ့ရဲ့အားထုတ်မှုကပြိုလဲပျက်စီးသွားနိုင်တယ်သူပြောတဲ့သမာတရားစကားကလည်းပုံပြက်သွားနိုင်တယ်ကျွန်တော်အကြောင်းသားတွေကို ministerial ethics သင်တယ်အမှုတော်ဆောင်များတို့ရဲ့ကျင့်ဝတ်သီလတွေကိုသင်တဲ့အခါမှာအမှုတော်ဆောင်ဆိုတာကျင့်ဝတ်သီလပျက်စီးရင်အသင်းသူအသင်းသားကဘာပြောတယ်လဲဆိုရင်တဲ့ရွှေတောင်မှကြီးတက်သေးရင်ငါတို့တန်နေတော့ဘာပြောစရာရှိတော့မလဲလို့ပြောကြတယ်တဲ့ if the gold rusts what the iron could do ရွှေတွေတောင်မှကြီးတဲ့ရင်တော့ငါတို့တန်နေတော့ဘာပြောစရာရှိအောင်မလဲလို့သူ့ရဲ့တန်တမန်ဖြစ်တည်မှုလဲပြိုလဲတယ်သူပြောတဲ့စကားလဲပုံပြက်သွားတယ်အရေးကြီးပါလေအဲ့ဒီအသိပညာဉာဏ်မျှော်မြင်အကျင့်ဇာရိတ္တပေါ်မှာခရစ်တော်ဤတန်တမန်သည်10ပါးရှိတာက1 readiness အသင့်ရှိရတန်တမန်ဆိုတာအများအား alert ဖြစ်နေရပြင်းပြီးတော့မှဘာလဲအိတ်လိုက်စားလိုက်နေလို့မရဘူးတန်တမန်ဆိုတာ alert ဖြစ်နေရစိန်ခေါ်မှုတွေတွေ့ရင်နောက်မဆုတ်ဘူးအခွင့်အရေးတွေရှိရင်ချက်ချင်းဖန်ဆုတ်တိုင်ရမယ်အခွင့်အရေးဆိုတာဘဝတက်တာမှာအချို့သောအခွင့်အရေးများကတခါပဲလာတယ်တဲ့အဲ့ဒီအချိန်မှာရအောင်ဖမ်းယူရင်ဖမ်းယူမဖမ်းယူလို့ကတော့နောက်တစ်ချိန်မရှိတော့ဘူးတဲ့ဒါပညာရှင်တွေကကောင်းကောင်းလေ့လာထားပြီးမှတင်ပြထားတဲ့အရာဖြစ်တယ်အချို့သောအခွင့်အရေးတွေကအသက်တာမှာတစ်ချိန်ပဲလာတတ်တယ်နော်တဲ့တန်တမန်က alert ဖြစ်နေရတယ်စိန်ခေါ်မှုတွေအများကြီးရှိမှာနောက်မဆုံးနဲ့ဘယ်လိုရင်ဆိုင်မလဲအခွင့်အရေးကိုချက်ချင်းဖမ်းဆုပ်နိုင်ရမယ်တန်တမန်ဟာသီးခံခြင်းတွေရှိရမယ်တန်တမန်ဆိုတာရာမဖြစ်ရဘူးတန်တမန်ဆိုတာယောက်ျားဆိုတခါလေပစိုးကတောင်းကြိုက်ပြီးလက်ခမောင်းခတ်ပြီးတော့မှမိန်းမဆိုထမိန်စွန်အောင်ဆွဲပြီးမှလာစမ်းဆိုတဲ့လုပ်တဲ့အမျိုးမဟုတ်ဘူးတန်တမန်ဆိုတာရာမဖြစ်ရဘူးတန်တမန်ဆိုတာအကြောင်းအရာတစ်စုံတစ်ခုကိုနားလည်အောင်နားထောင်ပေးရတယ်ပြီးတော့မှမိမိနဲ့သဘောထားကွဲလဲတဲ့လူကိုလေးစားသမှုနဲ့နူးညံ့သိမ်မွေ့စွာပြောဆိုဖြေရှင်းဆောင်ရွက်အင်္ဂလိပ်လိုကတော့စကားလုံးနဲ့သုံးတယ် engage လုပ်ရမယ်မရှောင်ရဘူးနားလေအောင်နားထောင်ရမယ်သဘောထားကွဲတဲ့လူကိုတန်တမန်နေအများကြီးတွေ့တာပေါ့လေးလေးစားစားနဲ့တိမ်တိမ်မွေ့မွေ့နဲ့ပြန်ဖြေရှင်းဆောင် engage လုပ်နိုင်တဲ့လူဖြစ်ရနံပါတ်3 reasonableness ကြိုးကြောင်းစီလျော်မှုရှိရတန်တမန်က feeling နဲ့အလုပ်မလုပ်ရဘူးခံစားချက်နဲ့အလုပ်မလုပ်ရဘူးတန်တမန်က
အကြောင်းချင်းရာတစ်စုံတစ်ခုကိုနဲ့သိပြီးယုံကြည်စိတ်ချထားမယ်အကျိုးအကြောင်းပြနိုင်ရမယ်မိကိုနေမေးနိုင်ရမယ်အဖြေလိုချင်တာတစ်ခုကိုအဖြေရဖို့အပြင်းထန်အားထုတ်နိုင်ရမယ်စိန်ခေါ်ချက်တစ်ခုကိုနှခါရင်ဆိုင်ရင်လည်းမတွန့်ဆုတ်ရဘူးတဲ့တန်တမန်ကကြိုးကြောင်းစီလျော်မှုတွေရှိရမခံစားချက်နဲ့ feeling နဲ့အလုံးမလို့ရဘူး facts နဲ့အလုံးလို့ရမယ်အချက်လက်နဲ့နီးစနစ်ကြရမယ်ခုနကျွန်တော်ပြောတဲ့ tactical ဖြစ်ရမယ်မတူညီတဲ့လူပုဂ္ဂိုလ်တွေနဲ့ကွဲပြားတဲ့အခြေအနေတွေမှာခုနပြောတဲ့အသိပညာညာမျောမြင်နဲ့ရှင်ပြီးတော့မှစိန်ခေါ်ချက်လွဲမှားတာတွေကိုရင်ဆိုင်တုံ့ပြန်မယ်အမှန်တရားကိုနားလည်ယုံကြည်အောင်တိုက်တွန်းသွေးဆောင်ရမယ်ခရစ်တော်၏တန်တမန်တွေလုပ်ရမယ်လို့ခရိယန်ဆိုတာအလကားပါလို့ပြောတဲ့ hostility တွေအများကြီးရှိတယ်ကျွန်တော်တို့ဝန်းကျင်မှာကျွန်တော်တို့တော့စိတ်ဆိုးနေလို့မရဘူးကျွန်တော်တို့ကောင်းကောင်းငါခရိယာန်ဖြစ်ခြင်းငါရဲ့ယုံကြည်ခြင်းငါခံစားရတဲ့ကျေးဇူးတော်ဆိုတော့ဂဂနာနာသိပြီးတော့မှဖြည့်ရှင်းတုံ့ပြန်နိုင်ရမယ်ကြည်လင်ရှင်းလင်းမှု clarity ခရစ်တော်၏တန်တမန်ဒီစကားအသုံးအနှုန်းကိုသတိပြုဆင်ခြင်ရမယ်နားလေရာရှုပ်ထွေးခက်ခဲသောပြတာမှုမရှိသောအနှစ်သာရမဲ့သောစကားတွေကိုမပြောရဘူးကျွန်တော်ခရစ်တော်ရဲ့တန်တမန်တွေသတိထားရမယ်ကျွန်တော်တို့စီဝေးတွေခဏခဏထိုင်တဲ့အခါမှာကျွန်တော်ခဏခဏညှိတွားတာရှိတယ်ဘာမှအနှစ်သာရမရှိတဲ့နော်စကလုံးသုံးနှုံးနေမရွေးချယ်ထားဘူးလက်လွတ်စပယ်ပြောတယ်ပို့ပြီးတော့မှပြဿနာရှုပ်ထွေးတယ်တခါလေတော့လေမလို့အဖေနဲ့အလွန်ကြီးကျယ်တဲ့စကလုံးတွေသုံးတဲ့ခါမှာနားထောင်တဲ့လူတွေနားမလည်ဘူးရှုပ်ထွေးကုန်တယ်ကျွန်တော်တို့ရှင်းလင်းကြည်လင်ရှင်းလင်းပြတ်သားတဲ့စကားမျိုးကိုနှုတ်ကပတ်တော်နဲ့ဆိုင်လာရင်ပြောနိုင်ရမယ်မျှတမှုရှိရမယ်ခရစ်တော်၏တန်တမန်သည်သူတစ်ပါးကိုတနာကျင်နာတဲ့သဘောနားလည်မှုပေးဆောင်နိုင်တဲ့သဘောကွဲပြားတဲ့အမြင်အယူဆများ၌လည်းအကျိုးတန်ဖိုးရှိတဲ့အခြေအနေတွေကိုတွက်ဆတာငါနဲ့သဘောကွဲတိုင်းသူ့ရဲ့စကားတွေကတန်ဖိုးမရှိဘူးလို့မယူဆရဘူးသူပြောတဲ့စကားတွေမှာလည်းတန်ဖိုးရှိတာတွေပါနိုင်တယ်ဆိုတာကိုခံယူပြီးတော့မှမျှတစိတ်ရှိဖို့လိုတယ်ထောက်မှန်မှန်ကန်ရမယ်ဒီမှာကျွန်တော်ကြမ်းပိုက်တယ်ချိုးနေတယ်မှာပေးထားတယ်အချိန်မရတော့လို့မဖတ်တော့honesty နော်အချက်အလက်တွေကိုမှန်မှန်ကန်ကန်ဂဂနာနာသိထားရမယ်နော်အခြားသူတူရဲ့လွဲမှားစွာသိမှတ်ခြင်းမရှိဘူးလို့မိမိတင်ပြမှုကိုအလွန်အကျူးမဖွဲ့နဲ့ overstate မလုပ်နဲ့ understate လည်းမလုပ်နဲ့ short ပေါ့ပြောပါလည်းမပြောနဲ့ကျွန်တော်အကြောင်းသားတွေကိုခဏခဏပြောတယ်ခင်ဗျားတို့တရားဟောလို့ရှိလို့ရှိရင် be faithful to the text မင်းတို့သုံးတဲ့တမန်ကျမ်းစာကိုသစ္စာရှိပါကျမ်းစာတစ်ပိုက်ကိုယူပြီးတော့မှအဲ့ဒီကျမ်းစာရဲ့စကားလုံးသုံးနှုန်းကိုအမှတ်တမဲ့ထားပြီးကိုပြောချင်တာတွေရှောက်မပြောနဲ့ကျွန်တော်ကျောင်းသားတွေကကျွန်တော်အသင်းတော်မှာသူတို့ဆရာတွေဖြစ်မှတရားလာဟောရင်သူတို့ခဏခဏပြောတယ်ကျွန်တော်လည်းအားနာတယ်သူတို့ကျွန်တော်ဆရာကြီးအနောက်မှာထိုင်နေပြီးတရားဟောမှာကြောမလုံဘူးတဲ့ကျွန်တော်အကျောင်းမှာသူတို့ခဏခဏပြောတော့ကျမ်းစာကိုယူပြီးတော့မှကိုပြောချင်တာရှောက်မပြောနဲ့သေးချာချောင်းပြောင်းမှမှလည်းတိမ်ချခြင်းဒါတော့အထူးထွေကျွန်တော်တို့ပြောနေစရာမလိုဘူးเนาะဘာကြောင့်ကျွန်တော်တို့နှိမ်ချရမလဲเนาะဆွဲဆောင်မှုရှိရမယ်ခရစ်တော်ရဲ့တန်တမန်ကဆွဲဆောင်မှုဆိုတာဟာလှပပဝတ်စားပြီးမိတ်ကလိန်တာပြောတာမဟုတ်ဘူးဆွဲဆောင်မှုဆိုတာခရစ်တော်ရဲ့တန်တမန်ကယဉ်ကျေးသိမ်မွေးမှုရှိရမယ်အကျဉ်းနာဂယုဏဂယုပြုမှုတွေရှိရမယ်ကောင်းကောင်းမွန်မွန်ပြောဆိုရမယ်မိမိပြောဆိုလှုပ်ဆောင်မှုများကြောင့်ခရစ်တော်ရဲ့ဂုဏ်ကိုမညှိုးနွမ်းစေရဘူးအဲ့ဒီဆွဲဆောင်မှုတွေအဲ့ဒီ attraction တွေကျွန်တော် attractiveness တွေရှိရမယ်မိကိုအားထားမှုအဆုံးကတော့ dependence ကျွန်တော်တို့ကိုအားမကိုရဘူးကျွန်တော်တို့အမြဲတမ်း depend လုပ်ထားရမှာအမြဲတမ်း rely လုပ်ထားရမှာကမိခိုအားထားရမှာကယောဟန် 9:30 မှာပြောသလိုဖျားသခင်ရဲ့တကူတော်နဲ့ဖျားသခင်ရဲ့လမ်းပြမှုကိုကျွန်တော်တို့တန်တမန်တွေအမြဲတမ်းမိခိုအားထားရပါမယ်ကျွန်တော်ညီမတို့ပြောရှင်စရာတွေကျွန်တော်အများကြီးကြံပါသေးတယ်သူတို့လည်းပဲဒီလောက်ပဲအချိန်ရတယ်ကျွန်တော်အချိန်လည်းလွန်သွားပါပြီဟိုနေဘာသာပြန်မဲ့လူကိုလည်းတောင်းပန်ပါတယ်လို့မေးစရာရှိရင်လည်းမေးဖို့အချိန်ရှိရင်ကျွန်တော်ဖြေဖို့လို့အစဉ်သင့်ရှိပါတယ်လို့လောလောဆယ်ဆရာတို့ကိုအချိန်ပြန်အပ်ပြစေလို့ကျေးဇူးတင်ပါတယ်